စပင်ကိုစီတွေအများကြီးလိမ့်နေပြီမယ်ဘာလို့ပိုဆိုးလာတာလဲဒါကမင်းရဲ့စန်တာအမျိုးသားနဲ့စီနဲ့မကိုက်ညီလို့ပဲအခုပဲစစ်စစ်ကြည့်အောင်ဟိုင်းဒါကမင်းရဲ့စပင်မှာမင်းကငါ့ဘော်မှာစီတွေအမျိုးမျိုးပုံလိမ့်နေပြီမယ်တကယ်တော့အဲ့ဒါကငါ့ကိုဒုက္ခပေးနေတာနော်အစီမလင်းခင်ငါ့ရဲ့အမျိုးသားကိုအရင်နားလေဟိုးလို့တယ်ကဲစမ်းတကြည့်အောင်ငါ့ရဲ့စပင်တပင်ကိုနှုတ်ပြီးရေဖန်ခွက်ထဲမှာမိနစ်90လောက်ထည့်ထားလိုက်ပါတကယ်လို့ရေမျက်နှာပြင်ပေါ်မှာပေါ်နေရင်မင်းမှာ low porosity ဆိုယူမှုနှေးတဲ့စံထားရှိတာပါရေအောက်ခြေကိုတန်းကျသွားရင်တော့ high porosity ဆိုယူမှုလွန်ကဲတဲ့စံထားဖြစ်ပြီးအလဲမားတင်းရနေရင်တော့ medium porosity ပုံမှန်စံထားပေါ့အခုမင်းနဲ့ကိုက်ညီမဲ့စီးတွေကိုရှာရအောင်မင်းက low porosity ဆိုရင်တော့ငါတို့က avocado နဲ့ argan oil ပါငါတို့ကမင်းရဲ့စံသားတွေကိုနက်နက်ရှိုင်းရှိုင်းထိုးဖောက်ဝင်ရောက်ပြီးအစိုးရထိပေးမှာပါမင်းက medium porosity ဆိုရင်တော့ငါတို့က black seed နဲ့ rose hip oil ပါမင်းတပိုးကြတဲ့စံသားတောက်ဖာမှုကိုငါတို့ကပေးစွမ်းနိုင်တယ်တကယ်တော့မင်းက high porosity ဆိုရင်တော့ငါတို့က castor တဲ့ coconut oil ပါငါတို့ကစံသားထဲမှာအာဟာရတွေကိုပိတ်လှောင်ပေးပြီးစပင်ကြိုးကြည့်တာကိုတားဆီးပေးမယ်အဖွဲပေါ့ကဲရေဖန်ခွက်ထဲမှာမင်းရဲ့စပင်ကဘယ်နေရာမှာရှိနေလဲမင်းရဲ့စန်တာအမျိုးအစားကို comment မှာရေးထားအောင်နော်ငါကနောက်ထပ် user ချက်တွေဖြောပြပေးမယ်